ဖျားနှင့်အမောင်တို့အာကာသထဲမှာလေမရှိလို့ဖျားမရှိပါဘူးအာကာသဝတ်စုံခပ်ပါးပါးလေးဝတ်ရုံနဲ့အဆင်ပြေပါတယ်ဒါပေမဲ့ရေအောက်မှာတော့ဒီလိုမဟုတ်ပါဘူးရေနဲ့10 မီတာဆင်းတိုင်းဖျားကတစတိုးလာပါတယ်ကမ္ဘာအနက်ဆုံးနေရာဖြစ်တဲ့မာရီယာနာကျောက်အောက်ခြေကိုရောက်သွားမယ်ဆိုရင်တင်းရဲ့လက်မထိတ်ကောင်းလောက်ရှိတဲ့နေရာတစ်ခုပေါ်ကိုအာဖရိကစင်ကြီးတကောင်တက်နှင်းတယ်လို့ဖျားမျိုးခံစားရမှာပါစဉ်းစားကြည့်ပါလက်မတစ်ချောင်းစာနေရာမှာတင်စင်တကောင်စာဖျားရှိနေတကူလုံးစာဆိုရင်တော့ဂျမ်ဘိုလင်းမြန်အစီး90လောက်ပြကြတယ်လို့ခံစားရမှာဖြစ်ပါတယ်ဒါကြောင့်တမဏိရင်ငုတ်သမောတွေတောင်အနှဲငယ်အကွဲကြောင်းဖြစ်တာနဲ့စက္ကန့်ပိုင်းအတွင်းဟုံးကနေကျုံမပျက်စီးနိုင်တဲ့နေရာမျိုးပါဒါရင်မကသေးပါဘူးရေအောင်အနက်ပေတထောင်ကျော်တာနဲ့နေအောင်ကြီးလုံးဝမရှိတော့ပါဘူးအဲ့ဒီနေရာကို midnight zone လို့ခေါ်ပါတယ်အဲ့ဒီအမဲရောင်အမောင်တူကြီးထဲမှာတင်တယောက်တည်းရှိနေမယ်ဆိုရင်ဘေးနားကဖြတ်သွားတာငမန်းလားရေပွဲလားဒါမှမဟုတ်နမီတက်လို့မရတဲ့အကောင်ကြီးလားဆိုတာခွဲခြားနိုင်မှာမဟုတ်ပါဘူး